အလုံးမင်္ဂလာပါဒီနေ့ကတော့ဒီ M5 level ပေါ့နော် particle 3လေးနဲ့ပတ်သက်ပြီးတော့ဒီဘဟုတုတအနေနဲ့ပေါ့နော် sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့လုပ်ပြပေးမယ့် particle လေးကတော့ A ရဲ့ N ရဲ့ D ရဲ့ပဲဖြစ်ပါတယ်ဆိုရင် A ဆိုတာကတော့ဒီမှာအဓိပ္ပာယ်ကဒုဆိုပြီးတော့ခါကြတော့ပြောလို့ရရပေါ့နော် A ဆိုတာကဒီ arrowတော့ဒီမြားလေးနဲ့တူတယ်ပေါ့နော်တခုခုကိုညွှန်ပြတဲ့အခါမှာအသုံးပြုတယ်သူနောက်က verb တွေကတော့အဓိကအားဖြင့် ikimasu တို့ kimasu တို့နဲ့တွဲသုံးတာများပါတယ်ဘယ်လိုလဲဆိုလို့ရှိရင် nihon e ikimasu ဂျပန်တို့သွားတယ် shingoto e ikimasu အလုပ်တို့လာတယ်ပေါ့နော်တနေ့ရရတို့ဆိုတဲ့အဓိပ္ပာယ်လေးမှာအသုံးပြုပါတယ်ဒီ a ကိုပေါ့နော်အဲကတော့တိတ်ပြီးမမားပါဘူးဒါပေမဲ့နိနဲ့ဒဲနဲ့ကတော့မှားတတ်တယ်ပေါ့နော်နိနဲ့ဒဲနဲ့ကတော့ဘာလဲဆိုရှင်သုံးပြုတဲ့နေရာတွေအများကြီးရှိရပေါ့နော်နိဆိုရင်အများကြီးရှိတယ်ဒဲကိုလည်းသုံးပြုတဲ့တခြားနေရာတွေရှိပေမဲ့ဒီနေ့ကတော့နိနဲ့ဒဲရဲ့အတိတ်ပဲစင်တူတဲ့အခါမှာဘယ်လိုလေးခွဲလို့ရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပဲပြပြပေးမှာပါနော်အဲ့တော့နီးကကြတော့သူ့ရဲ့အနောက်ကကြတော့လှုပ်ရှားမှုကိုမပါဘဲနဲ့တနေရာရာမှာရှိနေတယ်ဆိုတဲ့ဟာကိုပြောချင်တဲ့အခါမှာနီးကိုသုံးတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် en imas အိမ်မှာရှိတယ်အိမ်မှာရှိတယ်ဒီတိုင်းလေးပဲရှိနေတာကိုပြောချင်ရင်နီကိုထည့်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တေးကကြတော့တနေရရမှာတခုခုကိုလုံနေတာလှုပ်ရှားမှုကိုပြောချင်တဲ့အခါမှာအသုံးပြုတယ်ဥပမာဆိုရင်စူပါတဲ့ခိုင်းမွန်ကိုရှိမတ်စူပါမှာဈေးဝယ်တယ်ဈေးဝယ်တယ်ဆိုရင်လှုပ်ရှားမှုကိုပြတဲ့အခါမှာအသုံးပြုတယ်ပေါ့နော်အဲ့တော့မြန်မာလိုဆိုရင်တော့အိမ်မှာစူပါမှာဒါပေမဲ့မှာဆိုတဲ့အဓိပ္ပာယ်တူပေမဲ့နောက်ကဖက်ကိုကြည့်မယ်ရှိတယ်နဲ့ဈေးဝယ်တယ်ပေါ့နော်ရှိတယ်ဆိုရင်နီကိုထဲဈေးဝယ်တယ်ဆိုရင်လှုပ်ရှားမှုကိုပြတဲ့အခါမှာတဲ့ကိုထည့်ပေါ့နော်အဲ့တော့ခါကျတော့ဒီနီးနဲ့ဒဲနဲ့ထည့်တဲ့အခါမှာအနောက်က verb ကိုကြည့်ပါအနောက်က verb ကလှုပ်ရှားမှုပါလို့ဆိုနီးပါအနောက်က verb ကလှုပ်ရှားမှုပါရဆိုတဲ့ပါအဲ့တော့နီးနဲ့ဒဲရဲ့ဒီမှားဆိုတဲ့အခါမှားဆိုတဲ့အဓိပ္ပာယ်ကိုအသုံးပြုတဲ့အခါမှာဘယ်လိုလေးခွဲမလဲဘယ်လိုလေးရွေးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ sharing လုပ်ပြပေးသွားတာဖြစ်ပါတယ်အားလုံးလည်းနားလည်လိုက်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီပြီးလို့ရှိရင်နောက်ထပ်ပေါ့နော်နောက်ထပ်ဗီဒီယိုလေးကြာလို့ရှိရင်လည်းတခြား particle အသုံးပြုမှုလေးတွေနဲ့ပတ်သက်ပြီးshare လုပ်ပြပေးသွားပါမယ်ပြီးရင်ဒီဂျပန်နိုင်ငံမှာနေထိုင်မှုဘဝပုံစံလေးနဲ့ပတ်သက်ပြီးတော့လည်းဗီဒီယိုလေးတွေလုပ်ပြီးသွားမှာဖြစ်လို့နောက်ထပ်ဗီဒီယိုလေးကြာလည်းအားပေးကြပါဦးဆိုရင်ဒီနေ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများကြီးတင်ပါတယ်နားမလည်တာရှိလို့ရှိရင်လည်း comment မှာမိခဲ့လို့ရပါတယ်ဒီအမှအားတဲ့ခါကျရင်ပြန်ပြီးတော့ဖြေပေးပါမယ်နော်ဆိုရင်ဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲကျမချမ်းသာကြပါစေဆုတောင်းပေးလိုက်ပါတယ်နော်ဆိုရင်ချမတာနေဘိုင်ဘိုင်